မင်္ဂလာပါဒီနေ့မှာတော့လူငယ်တွေကိုပြောချင်တာကလူငယ်တွေအနေနဲ့အကြောင်းရှာပြီးတော့စိတ်တက်မကြနေဘူးလိုအပ်ပါတယ်ကျမတို့အနေနဲ့ပထမဦးဆုံးစိတ်တက်ကြနေပြီဆိုရင်တွေးရမယ့်အရာဒီကိုဘာဝါသနာပါလဲဘာလို့ရရင်အချိန်ကုန်လို့ကုန်သွားမှမသိဘူးလဲဘာလို့ရရင်ပျော်တယ်လဲအဲ့လိုဝါသနာပါတဲ့အရာကိုတွေးဖို့လိုအပ်တာဖြစ်ပါတယ်အဲ့ဒီဝါသနာပါတဲ့အရာကိုတည်တည်ချာချာသိပြီဆိုလို့ရှိရင်အဲ့ဒီဝါသနာပါတဲ့အရာရဲ့နံပါတ်1အချက် knowledge အသိတုဒ္ဒဘယ်လောက်ထိရှိနေပြီလဲဘယ်လောက်ထိရှိအောင်လုပ်ရအောင်မလဲဘယ်သူတွေနဲ့ပေါင်းရမှာလဲဘာစာအုပ်တွေဖတ်ရမှာလဲဘာသင်တန်းတွေတက်ရမှာလဲ knowledge နဲ့ပတ်သက်ပြီးစတင်စုဆောင်းထားဖို့လိုအပ်ပါတယ်ဒုတိယတစ်ချက်ကတော့ဘာလဲဆိုတော့ skill ကကျွမ်းကျင်မှုဒီကိုဝါသနာပါတဲ့အရာနဲ့ပတ်သက်ပြီးတော့ဘယ်လောက်ထိကျွမ်းကျင်နေပြီလဲဘယ်လောက်ထိပေါင်းမြောက်နေပြီလဲဆိုတော့မကျွမ်းကျင်သေးဘူးဆိုရင်ရောဘာတွေဆက်လုပ်ဖို့လိုလဲစဉ်းစားဖို့ဖြစ်ပါတယ်နောက်ဆုံးတစ်ချက်ကတော့ attitude လို့ခေါ်တဲ့စိတ်ထားပေါ့နော်ကိုယ့်ရဲ့စိတ်ထားဒီနေ့စဉ်မှာ positive attitude လို့ခေါ်တဲ့ကောင်းတဲ့ဘက်ကိုပဲတွေးနိုင်မှုအတွက်လေ့ကျင့်ဖို့လိုအပ်တာဖြစ်ပါတယ်ဆိုတော့ဒီနေ့မိုးရွာတယ်ဆိုလို့ရှိရင်မိုးကလည်းရွာလိုက်တာစိတ်ပြောက်ဖို့ကောင်းတယ်လို့တွေးမယ်အစားမိုးရွာတော့အေးလူအလုံးလုံးလို့ရတာပေါ့အဲ့တော့ဒီနေ့နေပူတယ်ဟာနေရလည်းပူချင်နေရပဲအဲ့လိုမတွေးဘဲနဲ့နေပူတော့သွေးလက်ပတ်မှုကောင်းကောင်းနဲ့လန်းလန်းဆန်းဆန်းအလုံးလုံးလို့လင်းလင်းရှင်းရှင်းအလုံးလုံးလို့ရတာပေါ့ဒီလိုမျိုးတွေးဖို့အတွက်ဖြစ်ပါတယ်အဲ့တော့နေ့စဉ်ကိုကြုံတွေ့ရတဲ့ຢာတွေမှာကောင်းတာတွေရှိမယ်ဆိုးတာတွေရှိမယ်ဘယ်လိုပဲကြုံတွေ့ positive attitude အနေနဲ့ကိုယ့်ဘက်ကလေ့ကျင့်ထားဖို့လိုအပ်တာဖြစ်ပါတယ်အဲ့တော့လူငယ်တွေစိတ်တက်ကြနေမယ်အစားအခုချက်ချင်းဘာလုပ်မလဲဆိုတော့ကိုယ်ဝါသနာပါတဲ့အရာကိုရှာပြီးသွားလို့ရှိရင်အဲ့ဒီအရာနဲ့သက်ဆိုင်တဲ့ knowledge skill attitude အဲ့ဒီ၃ခုကိုစတင်လေ့ကျင့်ခြင်းအဖြစ်အခွင့်အရေးရတကားလာခောက်တဲ့အချိန်မှာကျမတို့တွေ ready ဖြစ်နေရမှာဖြစ်ပါတယ်လို့အေးစားစွာနဲ့တိုက်တွန်းပါတယ်ကျေးဇူးတင်ပါတယ်